အားလုံးပဲမင်္ဂလာပါ Cyrus Game ဆိုနေတဲ့ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်အခုပွဲလေးကတော့ Cyrus Mobile Legends Solo Battleground ပြိုင်ပွဲလေးရဲ့ Round 2 ပွဲစဉ်လေးပဲဖြစ်ပါတယ်ပါဝင်ရှင်ပြိုင်မဲ့ဒီနေ့အတွက် player 2ဦးကတော့ကျွန်တော်တို့ player number 3 ဂျီရာတထုံမျိုးကနေပြီးတော့လာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ယောက်ကတော့ player 18ဖြစ်ပြီးတော့ကျွန်တော်တို့နာမည်ကတော့အမဲသားပါနေရက်ကတော့မန္တလေးကနေပြီးတော့ဝင်ရောက်ရှင်ပြိုင်တာဖြစ်ပါတယ် player လေးတွေရဲ့ nickname လေးတွေကတော့နည်းနည်းတော့စမ်းကြတာဗျဟုတ်ကဲ့ပါ round 1ပွဲစဉ်အနေနဲ့ကျွန်တော်တို့ 5-1 နဲ့ပွဲပြတ်သွားခဲ့ပြီးတော့တအူးကတော့နောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်ပြီဖြစ်ပါတယ်ဒီနေ့ပွဲလေးမှာရောဘသူကဘလိုမျိုးကီးတွေနဲ့နောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်မလဲဆိုတာကဲဒီဗီဒီယိုလေးကိုဆက်လက်ပြီးတော့စောင့်ကြည့်လိုက်ကြအောင်ဗျာပွဲစဉ်ကတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲစီကန်ချက်ကတော့ 5k နဲ့ဝင်တာဖြစ်မှာဖြစ်တယ်ပွဲပြတ်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ k တွေတစ်ခုပြီးတစ်ခုမပေးရအောင်လို့ player တွေကအကောင်းဆုံးထိန်းပြီးတော့စော့နိုင်မယ်လို့မျှော်လင့်ပါတယ်အခုဆိုရင်တော့ကျွန်တော်ပွဲတဲကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် player တွေလည်းရင်ခုန်မှုအပြည့်အဝနဲ့စိတ်လှုပ်ရှားနေမှာအသေးကြပါပဲWe will leave no one behind. ဒီပွဲလေးကတော့ပထမပွဲနဲ့မတူဘဲနဲ့ကျွန်တော်တို့ဟိုအစောပိုင်းမှာကျွန်တော် crit machine ပဲနဲ့ကျွန်တော်လက်ရည်စမ်းကြရတယ်ပေါ့နော်ကဲသေတော့မယ်အဲကန်ကော first game ပေးရတော့မယ်အနေထားမှာကျွန်တော်တို့ player 3ကအမြန်သွားလိုက်နိုင်တယ်ပေါ့နော်flicker သုံးပြီးတော့ရှောင်သွားလိုက်တယ်ပေါ့အဲ့တော့ first game ပေးရမယ်အနေထားကနေလွတ်မြောက်သွားခဲ့ပါတယ် Justice shines brighter in the dark. ကျွန်တော်1 by 1ပြိုင်ပွဲတွေဆိုတော့ဘယ်လိုပြောမလဲ squad နဲ့ဆော့တာမျိုးမဟုတ်ဘဲနဲ့မိမိရဲ့ကိုယ်ပိုင်အရေးအသွေးကိုပေချာကောင်းကောင်းအသုံးချလို့ရတယ်ပေါ့နော် Speed, strength, အဲ့တော့အရှောင်းတိန်ကောင်းမွန်ခြင်းပေချာကလိမ္မာပါနဲ့ဆော့တာမျိုးတွေလည်းလိုအပ်ပါတယ်အခုဆိုရင်ကျွန်တော်ပွဲခင်းထဲမှာကျွန်တော်တစ်ဖက်နဲ့တစ်ဖက်စတစ်ကာလေးတွေပြပြီးတော့သူကန်ကိုကန်သူကန်ကိုကန်နဲ့ကန်တယ်ကျွန်တော် player 18ကသွေးရော့နေပြီplayer 18ကကျွန်တော်တို့သွေးတော်တော်လေးကိုအရင်ရော့သွားခဲ့ပြီမဲ့လေကျွန်တော်တို့သူ player 3ကိုကောင်းကောင်းအသုံးချပြီးတော့ first skill ကိုရယူလိုက်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒီ first skill ရရှိတဲ့အချိန်ကကျွန်တော်တို့10မိနစ်ကျော်2မိနစ်နီးပါတော့ရောက်ရှိနေပြီပေါ့နော်ဒါပေမဲ့ပြောရရင်တော့မစိုးပါဘူးအချိန်ရတွက်ရင်တော့ဒါ10မိနစ်ကျော်2မိနစ်နီးပါမှာကျွန်တော်တို့ player number 18က first skill ကိုရရှိခဲ့ပြီဖြစ်ပါတယ်ဒါ first skill ပေးလိုက်ရတဲ့အနေထားပေါ်မှာ player 3ဘက်ကကြည့်ရင်တော့ဟို K5 နဲ့အမ်းမှာဖြစ်တဲ့အတွက်first skill လောက်ကတော့ AACC နဲ့အမိပြန်လိုက်လို့ရသေးတယ် AI အကြောင်းဖြစ်သေးတယ်ပြီးတော့ခုမှ level 4တွေကစပွင့်မှာဆိုတော့ AACC နောက်လာမဲ့အချိန်လေးကိုကြော်ဖြတ်နိုင်နေတယ်ပေါ့ We will leave no one behind. ကျွန်တော်ပွဲစဉ်ကို3မိနစ်နီးပါးကတ်လာတဲ့အခိုက်အတန့်မှာသတိထားမိတာလေးတစ်ခုကတော့ကျွန်တော်တို့ဒီ player 2ဦးလုံးက safe ပြီးတော့သိချာထိန်းပြီးကစားရပေါ့နော်ကျွန်တော်ကေးတွေကိုအလွယ်တကူမပေးဘဲနဲ့ကိုကေးကိုတူချာလေးထိန်းပြီးတော့ကစားကြပါတယ်အရန်စုဝင်တာမျိုးတွေလည်းမလုပ်ဘဲနဲ့တေချာလေးအချိန်ယူပြီးတော့ကစားနေတဲ့ပုံပေါ်ပါတယ်အခုဆိုရင်တော့ကျွန်တော်မျက်နှာချင်းဆိုင်အနေထားမှာသွေးထိုးဆန်းပြီးတော့တယောက်တစ်ချက်စီကန်တယ်ပြီးတော့ player 3ကဝင်ချလာတယ်ကန်တယ်ပြက်အောင်ကန်ပြက်အောင်မကန်လိုက်နိုင်မဲနဲ့ကျွန်တော်တို့ပြက်အောင်မကန်လိုက်နိုင်မူပေါ့နော်ပြက်အောင်မကန်လိုက်နိုင်ဘူးဆိုတော့တကယ်လို့များသွေးတစ်စက်ပဲကြံတဲ့အချိန်မှာplayer 3ရတာ player 18ကိုဆက်ပြီးတော့ပေါ့နော်နောက်ပြန်မပြေးွားပဲနဲ့ထက်ကန်လိုက်ရင်ပြက်နိုင်လားမပြက်နိုင်ဘူးလား first skill ပေးလိုက်ရမှာလား player 18ကောကဲပြိသက်ကြီးရဲ့မြင်ကိုလည်းပြောပြပေးပါဦးဗျာ
ကျွန်တော်ဒီပွဲလေးနဲ့ပတ်သက်ပြီးတော့ဒီ player 2ယောက်နဲ့ပတ်သက်ပြီးအလိုက်ဖတ်ဆုံးတခြင်းလေးစဉ်းစားမိထားပါတယ်အဲ့ဒါလေးကတော့မျက်နှာချင်းဆိုင်လမ်းမှာတွေ့တာရှောင်းလွဲစရာလမ်းမှာကျင်းမြောင်လွန်မီလေးအဲ့လိုမျိုးတခြင်းလေးနဲ့ live ဖတ်နေပြီးတော့ကျွန်တော်တို့ခြုံထဲမှာဝင်ကန်တယ်ကျွန်တော်တို့player 18ကနေပြီးတော့ထပ်မှန်ပြီး second key ကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ player 3ကတော့ player 18ကိုကျွန်တော်တို့တစ်ချက်လောက်ပဲကန်ခွင့်ရလိုက်ပြီးတော့K2 ကိုထပ်ပြီးတော့ပေးလိုက်ရတယ်ပေါ့နော်ကျွန်တော်ဒီပုံတိုင်းဆိုလို့ရှိရင်တော့ဘယ်လိုပြောရမလဲ K2 ကိုပေးလိုက်ရတာကလည်းပြောရရင်တော့အခုအချိန်ထိကိစ္စရှိသေးတဲ့အနေထားတော့မဟုတ်ပါဘူးเนาะပွဲစဉ်ကတော့9မိနစ်ထဲကိုရောက်လာခဲ့ပြီK2 second key ကိုပေးလိုက်ရတဲ့အနေထားမှာကျွန်တော် player 3အနေနဲ့ပြောရရင်တော့ 5k ဖြစ်တဲ့အတွက်ဒီဟာကပြဿနာရှိတဲ့အနေထားတော့မဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့လည်း k တစ်ခုပြီးတစ်ခုဇက်တိုက်ပေးနေရတာနဲ့အမျှကိုလည်းကွာလာမယ်ပြီးရင်တော့ကျွန်တော်တို့စကီးတွေလည်းနည်းနည်းကွာလာမယ် level တွေလည်းကွာလာမယ်ပေါ့နော်ဟုတ်ကဲ့ပါထပ်ပြီးတော့မျက်နှာချင်းဆိုင်လမ်းမှာတွေ့ဖို့ကြိုးစားပြီးတော့ကျွန်တော်တို့ player 3ကတွေးလို့ဆန်းပြီးတော့တစ်ချက်လှမ်းကန်လိုက်ပါတယ်player 18ကတော့သူက2k အသာစီးရထားတဲ့အတွက် AI ကြောင့်မုတ်စိမ့်မောင်းဖြစ်နေပါတယ်ကျွန်တော်ဒီပွဲလေးကြောင့်ပြောနေရင်လည်းကျွန်တော်ဒီ Cyrus Mobile Legends Solo Battleground မှာhero တွေအများကြီးရှိတယ်လေကဘာဖြစ်လို့ချောင်းရွေးပြစ်သွားတာလဲဆိုတော့ကျွန်တော်ကပထမတော့ဘာ hero ရွေးလို့ရွေးရမှာမသိဘူးပေါ့နော်ဒါပေမဲ့စရင်ကောက်ကြည့်လိုက်တော့ပေါ့နော်ဘာ hero လုံးရင်ကောင်းမလဲဆိုပြီးတော့အမှကျွန်တော်တို့တော်တော်များများကဒီချောင်းပိုင်း1ကို comment မှာ recommend ပေးကြတယ်ပေါ့အဲ့တော့ကြောင့်မလို့ကျွန်တော်ချောင်းကိုရွေးပြစ်သွားတာပါပထမတော့ကျွန်တော်ဘယ်လိုပြောလဲ fighter ဆို fighter row Maggie ဆို Maggie row သိရမလား assassin ဆို assassin ကျွန်တော်အဲ့လိုမျိုးတော့စဉ်းစားဖြစ်သေးတယ်ပေါ့နော်ဒါပေမဲ့ row တစ်ခုတည်းကို hero အများကြီးသွားတော့လေဘယ်လိုပြောမလဲဒီပြိုင်ပွဲမှာ hero ကြောင့်အသာစီးရတယ်သိရမလားငါ hero ကြောင့်ရှုံးသွားတာအဲ့လိုမျိုးကျွန်တော်တို့ပွဲလုပ်ပြီးမယ်လဲသိရမလားအဲ့လိုမျိုးအခြေအနေအကြောင်းတရားတွေဖြစ်လာနိုင်တာကြောင့်မို့လို့ကျွန်တော်တို့ same hero ပေါ့နော် hero တစ်ခုတည်းကိုပဲဘိုင်ဝမ်းထားပြီးတော့လုတ်ဖြစ်သွားတာပါအခုဆိုရင်တော့ပွဲစဉ်ကလည်း9မိနစ်ကျော်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီးတော့ကျွန်တော်တို့ထိမ့်ပြီးစော့နေကြဆဲပဲပေါ့နော်ထိမ့်ပြီးစော့နေတယ်အရန်မဝင်ဘူးထိမ့်ပြီးတော့စော့တယ်player 3ဘက်ကရော player 18ဘက်ကရောနိုင်တဲ့လူဘက်ကရောကျွန်တော်တို့ဒီကေးအသာစီးရထားတဲ့လူဘက်ကလည်းငါနိုင်နေတာပဲဆိုပြီးတော့သူစွတ်မဝင်ဘူးကျွန်တော်ကေးပေးထားရတဲ့ကျွန်တော်တို့ player 3ဘက်ကလည်းငါရှုံးနေဆိုပြီးတော့နောက်ကနေပြီးတော့ပြာမသွားပဲနဲ့အရန်လိုက်မဝင်မယ်နဲ့သေချာလေးကိုထိမ့်ပြီးတော့စော့ကစားနေကြပါတယ်ဟိုဆိုတော့ကျွန်တော်တို့9မိနစ်ကျော်ကိုရောက်ရှိလာခဲ့ပါတယ်ဒီလိုနဲ့ပဲကန်တယ်ဖြတ်ကန်တယ်ကျွန်တော်တို့ပြောနေတဲ့အချိန်မှာပဲစီရင်ခန်းနေစဉ်အချိန်တွင်းမှာပဲဝင်လုံးကြပြီးတော့ player 3ရထပ်ပြီးတော့ 1k ကိုပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ player 3ရကျွန်တော်တို့ 3k နဲ့သူကတော့အခုထိ 0k ဖြစ်နေတယ်ပေါ့နော်သူ player 3ရ k တခုမှမရသေးဘူးဖြစ်နေတယ်player 18ကတော့ခြုံထဲကနေဝင်ပြီးတော့နောက်ထပ် player 3ရဲ့အမှားလုံးမဲ့အခွင့်အရေးကိုခြုံထဲကနေဝင်ပြီးတော့စောင့်နေပါတယ်သူစမ်းပြီးတော့လိုက်ကြည့်တယ်ကျွန်တော်ကေးပေးလိုက်ရပြီထင်တာကျွန်တော် player 3ကိုကျွန်တော်ကေးထပ်ပြီးတော့ပေးရတော့မှထင်တာဒါပေမဲ့ तू ညံကောင်းသွားခဲ့တယ်ပေါ့နော်မပေးလိုက်ရဘူးဆိုတော့ဒါတော်တော်ကန်ကောင်းတဲ့အနေအထားတစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုပဲ K က3ဖြစ်နေပြီပေါ့နော်ပြောရလို့ရှိရင် 5K ဆိုတော့
ဟိုတဝက်အနေထားကိုကျိုးသွားပြီတဝက်ကြော်သွားပြီတဝက်ကြော်သွားပြီဆိုတော့သူ့အနေနဲ့ကတော်တော်လေးအခုကထိန်းပြီးတော့ဆော့ရမယ်ထပ်ပြီးတော့ဒါ 4K ကိုပေးလိုက်ရမယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်ကလုံးဝအမားခံတော့မှာမဟုတ်ပဲနဲ့တော်တော်ကြီးကိုသတိကြီးကြီးနဲ့ဒါဟန်ဒရမှာ80% လောက်ကပါသွားပြီဆိုတဲ့အနေထားကိုဖြစ်သွားမှာဒါပေမဲ့ तू ကန်ကောင်းပြီးတော့ အရှောင်းတိန်လဲကောင်းသွားတယ်ပညာသားပပနဲ့ကျွန်တော်တို့4K ပေးရမယ်အနေအထားကိုကာကွယ်လိုက်နိုင်ပါတယ် We will leave no one behind. Stay cool when things get hot. ကျွန်တော်တတိထားမိတဲ့အနေအထားကတော့ကျွန်တော်တို့ player 18ကျွန်တော်တို့ဒီကအမဲသားဆိုတဲ့ညီလေးက Fight. ဟိုဘက်ခြုံတိုးလိုက်ဒီဘက်ခြုံတိုးလိုက်သူစရဲဝဲစားရဲသူခြုံတိုးပြီးစော့နေတယ်ပေါ့နော်ဒါလည်းခြုံတိုးတာသူဝါသနာဖြစ်ကောင်းဖြစ်နိုင်ပါတယ် Justice shines အခု bright. ဆိုရင်တော့ပွဲစဉ်ကလည်း10မိနစ်ကျော်ကိုရောက်ရှိလာခဲ့ပြီဖြစ်တယ်ပြီးတော့ကျွန်တော်တို့ player 3ကလည်းအမားမခံတော့ဘဲနဲ့သူ tower ရဲ့ကနေထိန်းပြီးတော့player 18ကိုသူစောင့်ပါတယ်ခရီကိုလည်းသူဖြစ်နိုင်လို့ရှိရင် tower အဆက်ကနေပြီးတော့ပဲသူရှင်းတယ်ပေါ့နော်ဝုံတိုင်းဆိုပြီးတော့သူသွေးယူတန်းယူနဲ့ထွက်လာတာမျိုးတွေမလုပ်ပါဘူး Generations don't have ဒီပွဲကတော့တော်တော်ထိန်းပြီးတော့စော့နေတာဖြစ်တဲ့အတွက်10မိနစ်ကျော်မှာကျွန်တော်တို့ K က 3K ပဲပေးရသေးတယ်ပေါ့နော်player 3အနေနဲ့ကလည်းဒါထိန်းပြီးတော့စော့မှရမယ့်အနေအထားဖြစ်နေတယ်ဆိုတော့သူဒီလိုမျိုးကစားနေတာ justice shines ခံစစ်အနေနဲ့ကစားနေတာမှန်ကန်တဲ့လောက်ရတော့ဖြစ်ပါတယ်ဘိုးတော့မျက်နှာချင်းဆိုင်တွေ့ပြီမဲ့ရှောင်လိုက်တယ် player 3ရှောင်လိုက်ပြီမဲ့ပြန်꿰လာပြီးတော့ကျွန်တော်ကန်ကြည့်တယ်ဒါပေမဲ့ player 18ကလည်းလုံးဝမပေါ့ရော့ပဲနဲ့ပြန်ကန်လိုက်တဲ့အနေအထားမှာကျွန်တော်တို့နောက်ထပ် key တစ်ခုအတွက်ဘတ်တယ်လားလို့ထင်ရပေမဲ့လည်းမဟုတ်ပဲနဲ့ကျွန်တော်တို့ closer to victory. player 3ကရှောင်ထွက်သွားခဲ့တယ်ပေါ့နော်အဲ့တော့ player 18ကနောက်ထပ် key တစ်ခုမရလိုက်ဖ ೇನೆ player 3ကတော့တတိချာချာသူ့ရဲ့ key ကိုကာကွယ်လိုက်နိုင်တယ်ပွဲလေးကတော့အရန်ကိုထိန်းပြီးတော့တတိချာချာပညာသားပပနဲ့တို့ Stay cool တယောက်နဲ့တယောက် when things get hot. ကြည့်ပြီးတော့တော်တော်လေးကိုစိတ်ဖြစ်အောင်လို့ကစားနေတာပါ။ဘာလို့ဆိုပွဲစဉ်က17မိနစ်ကျော်12မိနစ်ထဲကိုရောက်လာပြီ။ K ကလည်း3ပဲရှိသေးတယ်ပေါ့နော်။ဒီအနေထားရဆိုလို့ရှိရင် तू ကအပေါ်လမ်းမှာအခု free ရှင်းနေတယ်ပေါ့နော် We will leave Player no 3က one behind. free ရှင်းတယ်ပြီးတော့ထိန်းပြီးတော့ဆော့တယ်။နောက်ထပ် K တွေမပေးရဘူးထိန်းပြီးတော့ဆော့တယ် Justice shines brighter in the dark. player 18ကတော့သူ့ရဲ့ထုံးစံတိုင်းခြုံနေရနေအခွင့်ကောင်းအောင်စောင့်နေဝင်ကန်တယ်ကျွန်တော်တို့ player 3ကဖြတ်ကန်လိုက်ပြီမဲ့လေကျွန်တော်တို့ player 18ကပြန်ပြီးတော့ပါနောက်ထပ် key တစ်ခုက Here to make ထပ် this ပြီးတော့ world ပေးလိုက်ရ a တာ better place. player 3အနေနဲ့ tower တွေကနေပြီးတော့သူထိန်းပြီးတော့ကန်လိုက်ပြီမဲ့လေကျွန်တော်တို့အမားလောက်တာကိုစောင့်နေတဲ့ player 18အတွက်တော့နောက်ထပ် key တစ်ခုကိုပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ် Your team destroyed a turret. We fight so the future ဒီလို generations don't4K have to. ဆိုတဲ့အနေအထားကိုရောက်ရှိလာပြီဆိုလို့ရှိရင်ပွဲစဉ်ကဘယ်လိုပဲဖြစ်ဖြစ် We will leave ဟို no one behind. player 3အနေနဲ့ကြတော့အမားလုံးဝမခံတော့ဘဲနဲ့ K ကိုလုံးဝပြန်ယူရတော့ player 18ဘက်ကကြည့်တော့လဲ 4K လုံးဝအသာစီးရပြီဖြစ်တဲ့အတွက်နောက် K တစ်ခုဆိုရင်ဟို AC အနိုင်ယူလိုက်နိုင်ပြီပေါ့နော်အဲ့တော့အခုတစ်ခေါက်ကတော့တကယ်ကိုလုံးဝ final K ဖြစ်တဲ့အတွက် player 3အနေနဲ့ Step by step, we are getting အမှား closer လုပ် to ဖို့ victory. ဆိုတာမဖြစ်နိုင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့အမှားလုပ်တာနဲ့ပွဲစဉ်က 5K နဲ့ဆုံးသက်သွားမှာဖြစ်တဲ့အတွက်သူအမှားလုပ်တာနဲ့ပွဲကလည်းပြီးသွားမှာထပ်ပြီးတော့အခွင့်အရေးကရှိတော့မှာမဟုတ်ဘူးပေါ့နော်ဒါဒီလိုအခြေအနေမျိုးကတော့ player 3ဘက်ကကြည့်ရင်လည်းခက်ခဲတဲ့အနေအထားဖြစ်နေပြီးတော့player 18ဘက်ကကြည့်တော့လေ Here to
1k ပဲလူတော့တယ်ဆိုတော့ရင်ခုန်စရာအနေအထားကိုတော့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော် player 3ကပဲ K4 ကိုပြန်လဲအမိလိုက်ပြီးတော့ဦးမော်လာနိုင်မလားဒါမှမဟုတ်လို့ရှိရင် player 18ကပဲ 5k ကိုရရှိပြီးတော့အနိုင်ရရှိသွားမလားပွဲစဉ်လေးကတော့ကဲကန်ပါပြီကန်ပြီတာဝါရဲ့နောက်ဆုံး final တာဝါရဲ့အထိကိုဝင်ကန်တယ်ကျွန်တော် player 3ကပြေးသွားခဲ့ပြီမဲ့လေသူပြေးခဲ့တယ်ပေါ့နော်သူမသိအောင်လို့ပြေးခဲ့တယ်သူကာကွယ်ခဲ့တယ်ပေါ့ဒါပေမဲ့လေကျွန်တော်ပွဲစဉ်လေးကြတော့ကျွန်တော် player 18ကလုံးဝကိုတာဝါရဲ့အထိသူ့သွေးကိုအရောခံပြီးတော့အပြက်လိုက်ကန်ခဲ့တယ်ပေါ့နော်ပွဲစဉ်လေးကဒီလိုမျိုးကျွန်တော်တို့ K ကိုကျွန်တော်5-0နဲ့အဆုံးသတ်သွားခဲ့ပါတယ်ဒါအရန်ကိုကြည်ကောင်းတဲ့ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်ဗျာကျွန်တော်အနိုင်ရရှိသွားတဲ့ player 18ညီလေးလဲ congratulation ပါရှုံးသွားတဲ့ညီလေး player 3လဲစိတ်တက်မကြပါနဲ့ပြိုင်ပွဲဆိုတာရှုံးနိုင်တစ်ခုပဲရှိတာပါကဲဒါဆိုတော့ player 18ကနောက်တစ်ဆင့်ကိုတက်လှမ်းသွားနိုင်ပြီဖြစ်ပါတယ်နောက်လာမယ့်ပွဲစဉ်တွေမှာလဲဘယ်လိုစိတ်ဝင်စားပွဲရကောင်းတဲ့ပြိုင်ပွဲဖြစ်လာမလဲဆိုတာကျွန်တော်နဲ့တူတူဆက်လက်ပြီးတော့စောင့်ကြည့်အောင်ဗျာ